အားလုံးပဲမင်္ဂလာပါရှင်ဒီဘက်မှာတော့ကျမရဲ့မိတ်ဆွေတွေကို digital business ကိုလုပ်ကင်လို့ရရှိနိုင်တဲ့အကျိုးကျေးဇူးလေးတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဗီဒီယိုလေးကိုဆက်လက်ကြည့်ရှုဖို့ဖိတ်ခေါ်ပါတယ် Let's dive in နောက်တစ်ချက်အနေနဲ့ digital business ကနေပြီးတော့ရရှိနိုင်တဲ့အကျိုးကျေးဇူးဆိုရင်တော့ကျမက use case တွေရရှိခဲ့တာဖြစ်ပါတယ်ကျမဆိုရင်ကျမကအရင်တော့က digital နဲ့ပတ်သက်တဲ့အတွေ့အကြုံတွေကျမမှာမရှိခဲ့ပါဘူးကျမရဲ့background နဲ့လည်းဒီ digital business ကအရင်အလန်းကွာခဲ့တာဖြစ်တယ်ငါလုပ်နိုင်မှာမလားเนาะငါကောဒီ technical skill တွေမရှိဘဲနဲ့ဒီလိုမျိုး digital platform ကိုသုံးပြီးတော့လုပ်တဲ့ social media ကိုသုံးတဲ့ business ကိုလုပ်နိုင်မှာမလားလို့အတွေးလည်းကျမမှာရှိခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ဒီ digital business ကိုလေ့လာလိုက်တဲ့အခါမှာတော့လေ့လာပြီးတော့စတင်လုပ်ကင်လိုက်တဲ့အချိန်မှာတော့ကျမတို့ step by step training တွေကလည်းအရင်ကောင်းပြီးတော့ကိုယ့်ကို capacity development တွေတိုးတက်စေတာဖြစ်တယ်ကျမအရင်တော့က live တွေမလွှင့်နိုင်ဘူးကျမအခုဆိုရင် live တွေလွှင့်နိုင်တယ်ပြီးရင် social media မှာအခုလိုမျိုးမျှဝေမှုလေးတွေကိုလည်းကျမတိုးတက်စွာနဲ့လုပ်ကင်နိုင်ခဲ့တာဖြစ်တယ်ဒါတွေကလည်း digital business ရဲ့ training site ရဲ့အကူအညီကြောင့်ပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကျမတို့မိတ်ဆွေတွေလည်းလုပ်ငန်းကိုစဖို့skills လေးတွေမရှိလို့ဆိုတဲ့အတွေ့အကြုံရှိစရာမလိုပါဘူးတေချာတာတစ်ခုကတော့ digital business ကိုလုပ်ကင်ရင် digital business နဲ့ပတ်သက်တဲ့ digital skills တွေ technology skills တွေတိုးတက်ပြောင်းလဲလာမှာဖြစ်ပါတယ်လို့ပြောချင်ပါတယ်ဒါကြောင့်မလို့ digital business ကို technical skills တွေကိုလေ့လာသင်ယူရင်းနဲ့ကိုယ်ပိုင်စီးပွားရေးတစ်ခုကိုစတင်ခြင်းနဲ့မိတ်ဆွေရေးဆိုလို့ရှိရင်เนาะကျမရဲ့ website ဖြစ်တဲ့ www.roselinkin.com မှာအခုပဲနာမည်နဲ့ Gmail ဖြည့်ပြီးတော့ register လုပ်ပေးပါပြီးရင်တော့မိနစ်90 webinar လို့ခေါ်တဲ့နိုင်ငံတကာလုပ်ငန်းရှင်တွေဆွေးနွေးကြတဲ့ဆွေးနွေးဝိုင်းလေးစပွဲဝိုင်းလေးဖြစ်တဲ့ webinar လေးကိုကြည့်ရှုပေးပါလို့ဖိတ်ခေါ်ချင်ပါတယ် digital business နဲ့ပတ်သက်တဲ့ဘေးကနေရှိရင်လည်းကျမကိုတိုက်ရိုက်ဆက်သွယ်မေးမြန်းလို့ရပါတယ်ကျမက digital business mentor တယောက်ဖြစ်ပါတယ်ကျမ Roselinkin မှာ digital business owner တယောက်ဖြစ်ပါတယ် digital business ကိုလေ့လာခြင်းသူတိုင်းကိုလည်းနှွေးထွေးစွာကြိုဆိုပါရရှင်အားလုံးပဲ have a great day to you all ပါရှင် see you inside bye bye